နေ့တော့ကျမလိုမျိုးမန်းလေးပဲကြော်အရန်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့စီကြော်မို့လို့မစားရဲဘူးဆိုတဲ့လူတွေအတွက်သူ့ကိုကျမက waffle version နဲ့လုပ်ထားတယ်ပေါ့နော်မြန်မာလိုဆိုရင်တော့ wafer လို့ခေါ်မှာပေါ့မန်းလေးပဲကြော်ကိုဒီ wafer ပုံစံမျိုးလေးလုပ်ထားတာအရသာလည်းကျွတ်လေးပေါ့နော်အပြင်သားပြီးအတွင်းသားအရန်နူးညံ့နေတာလေးကိုလုပ်ပြတော့မှာဖြစ်ပါတယ်ပထမဆုံးသူ့ကိုတော့ကျမမြေတောင်ပဲနဲ့တုံထားတယ်ပေါ့နော်ပြီးရင်တော့သူ့ကိုခြေလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကောက်ညင်းမောင်ကိုပေါ့နော်စံချင်းခွက်နဲ့နှစ်ခွက်ပြီးလို့ရှိရင်ဆာမောင်ကိုတော့ထမင်းစားစွန်းနဲ့နှစ်စွန်းပေါ့နော်ပြီးရင်စားကိုလက်ဖက်စားစွန်းနဲ့တစ်စွန်းပြီးရင်တော့ baking powder ကိုပေါ့နော်ထမင်းစားလက်ဖက်စားစွန်းနဲ့တစ်စွန်းထည့်မယ်နော်ပြီးလို့ရှိရင်သူတို့ရဲ့အကုန်လုံးအရင်ဆုံးမွေပေးလိုက်မယ်နော်ရေမထည့်ခင်ပေါ့နော်အကုန်လုံးမွေပြီးသွားပြီဆိုရင်တော့ဒီဂျင်းပေါ့နော်ဂျင်းထောင်းထားတာလေးကိုကွက်ချင်းများကြိုက်များထည့်နည်းနည်းကြိုက်နည်းနည်းပဲထည့်ပေါ့နော်ပြီးရင်ကျမအရည်နည်းနည်းအရည်ညှစ်လိုက်တယ်ပေါ့နော်ပြီးရင်အဖတ်ပါထည့်တယ်အကယ်ကိုကအရည်မညှစ်ချင်ဘူးဆိုညှစ်စရာမလိုဘူးပေါ့နော်ဂျင်းကတော့မပါမဖြစ်နော်မန်းလေးပဲကြော်ပါလေဂျင်းမပါဘူးဆိုစားမကောင်းဘူးပြီးလို့ရှိရင်တော့ရေကိုတစ်ခါတည်းအများကြီးမထည့်နဲ့နော်နည်းနည်းချင်းစီထည့်ပြီးမှဗီဒီယိုတွေကအတိုင်းဒီလောက်အနေထားပေါ့နော်လက်နဲ့ဆွဲကြည့်လို့ရတဲ့အနေထားလောက်ရပြီဆိုလို့ရှိရင်ရပြီပေါ့နော်သူ့ကိုခဏလောက်ကျမတို့နှက်ထားမယ်ပေါ့နော်သူ့ကိုနှက်ထားနေတော့ကျမတို့ဒီ sauce ဆက်မယ်ကျမစီမှာငရုတ်တီးအဆိုမရှိလို့အချောက်ကိုပဲသုံးပြထားပါတယ်ငရုတ်တီး6သုံးရင်တော့အလဲကနေချမ်းပြီးမှအရင်ကြည့်ပါမဟုတ်ရင်အဲမှာမိုးတွေတက်နေတတ်တယ်ပေါ့နော်ပြီးရင်တော့မကြီးရတဲ့ကိုကျမကဒီထညက်ခဲအရေးလောက်ထားတာလေးကိုထည့်လိုက်တယ်ပြီးရင်တော့ကျမခုနထောင်းထားတဲ့ငရုတ်တီးရဲ့ကြက်သွန်ဖြူတက်တက်ရဲ့ပြီးလို့ရှိရင်နန်းနန်းဖင်ကတော့ကျမစီမှာလက်ဆမ်းမရှိရဘူးခဲခန်းထဲမှာလီးထည့်ထားတဲ့ဟာလေးကိုထည့်ပြီးမှကြိတ်လိုက်တယ်ပေါ့နော်ပြီးရင်ခုနအမကြီးရတဲ့ကိုထည့်ပြီးလို့ရှိရင်ငမြရည်လေးနဲ့ထည့်လိုက်ပြီဆိုရပါပြီအချင်းရတော့ပြီးရင်တော့ဒီ waffle လုပ်တဲ့ဒီဆက်လေးထဲကိုပေါ့နော်စီတုပ်မယ်ပေါ့နော်ဒီလို brush လေးနဲ့ကျမတော့အုံးစီတုပ်တယ်ပေါ့နော်ကျမအိမ်မှာထမင်းချက်တဲ့ရှင်တုံးနဲ့စီပေါ့နော်အကယ်ကိုစီမှာဘယ်လိုစီပဲရှိတဲ့စီထည့်လို့ရတယ်ပေါ့နော်ပြီးရင်တော့ခုနကတော့မုံနစ်လေးကိုအလုံးလုံးပြီးမှဒီလိုမျိုးပြန်ပြားလိုက်ပေါ့နော်တခါလေးပြားလိုက်ရင်ကန်ရတာမလွယ်ဘူးပြီးလို့ရှိရင်တော့ဒီဆက်လေးကိုအုပ်လိုက်ပေါ့နော်အဖုံဖုံလိုက်ဖုံနေရှင်နဲ့ပြားလိုက်အဲ့မှာမြင်လာဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းနည်းနည်းပွားလာတော့အဖုံလေးကဟလာတာเนาะဘာလို့ဆို baking powder ထည့်ထားတာကြောင့်မို့ပေါ့เนาะပြီးရင်တော့ကျမတို့သူနောက်တစ်ဖက်ကိုလှန်ပေးရပါမယ်အဲ့လိုပွားမှကောင်းတာเนาะအဲ့လိုမပွားဘူးဆိုမုံကတိတ်မဖြစ်ဘူးပေါ့เนาะဟိုဘက်လှန်ဒီဘက်လှန်တစ်ဖက်ကို9မိနစ်လောက်ထားပြီးပြီဆိုရင်တော့ကျမတို့ထုတ်ပြီးမှနောက်ထပ်တစ်ခုထည့်ဖို့အတွက်ကိုလည်းခုနကနီးတိုင်းပဲလုပ်သွားပါမယ်ဒီမှာကျမပြပေးမယ်เนาะကျွတ်မကျွတ်ကိုတွေ့လားခရင်းလေးနဲ့လုပ်ပြတော့ပြင်သားကကျွတ်ပြီးမှဒီလိုမျိုးခွဲပြမယ်အထဲမှာလည်းအရန်ကိုစီးနေရမှာပဲတကယ်ကိုမန်းလေးပဲကြော်တိုင်းမှာပဲအရတာလည်းဘာမှမကွာပါဘူးအဓိကတော့စီကြော်မဟုတ်တာမို့လို့လူတိုင်းစားဖို့တင့်တော်တယ်ပေါ့နော်ကျမတော့မဆောင်နိုင်လို့အရင်စားလိုက်တယ်ပေါ့နော်စားပြီးမှသတိရတော့တယ်ကောက်ညင်းနေအများကြီးပါတဲ့ဟာမို့လို့ကျမကဒီ protein တွေထည့်ထားတဲ့နှုတ်ချင်ပေါ့နော်အဲ့ထဲကိုကျမပင်ပွားခေါ်မလား basil seed ပေါ့နော်အဲ့ဒါလေးကိုကျမထည့်လိုက်တယ်အမှန်တော့ chia seed ထည့်ရင်ပိုကောင်းတယ်chia seed မရှိလို့ basil seed ကိုထည့်ပြီးမှကျမနှုတ်ချင်ကိုပေါ့နော်အဲ့လိုလေးနဲ့စားလိုက်တယ်ဘာလို့ဆိုကောက်ညင်းနေစားမှာဆိုတော့ဝန်းချုပ်တယ်ပေါ့နော်အဲ့ပြီးတော့ fiber ဖြစ်ဖြစ် protein ဖြစ်ဖြစ်ဒီလိုအရင်စားလိုက်လို့ရှိရင်ကစီဓာတ်တွေမစားခင် sugar spike ဖြစ်တာကိုရှော့ချပေးတယ်ပေါ့နော်ဒါကတော့ဘုဒ္ဓတာအနေနဲ့မျှဝေပေးတာပေါ့နော်ဗီဒီယိုနဲ့တော့ဘာမှမဆိုင်ဘူးဆိုတော့ခုနပက်ကက်ကြော်တစ်ခုကကျွန်မစားပြီးသွားရင်နှုတ်ချင်မစားခင်ပေါ့နော်အမှန်အနှုတ်ချင်ရင်စားပြီးမှစားရမှာဒါပေမဲ့နောက်ကျတော့ရင်မဆောင်နိုင်လို့ပေါ့နော်ဆိုတော့ချက်လိုက်စားလိုက်နဲ့ဘယ်လောက်မှလည်းမကြံတော့ပါဘူးကျွန်မပက်ကက်ကြော်ကဒါတော့နောက်ရမနက်မှာပေါ့နော်တိုစတာထဲကိုထည့်ပြတာဒီလိုလဲနှွေးစားလို့ရတယ်ပမုံမီကင်တဲ့ဆက်ထဲကိုထည့်ပြီးမှနှွေးလိုက်ရုံပါပဲအရန်ကိုလွယ်ကူတာမို့လို့လူတိုင်းပဲလှုပ်ရှားနိုင်မယ်လို့မျှော်လင့်ပါတယ်ဒါကတော့ကျွန်မရဲ့မနက်စာလေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်